ဒီနေ့ကကျတော့နောက်အပိုင်းတစ်ခုဖတ်ကြပါလိမ့် Okay အဲ့တော့အရင်ဆုံးဆာမဖတ်ခင်ပုံကနေစကြည့်အဲ့တော့ပုံကြည့်တဲ့အခါမှာလူကြီးရဲ့အထက်မှာလူသေးသေးတယောက်ပေါ့နော်ဒါကဘာကိုပြောရလဲပေါ့Okay ဒီဟာလေးတွေ့ပါနော် I wish to be other than I am to have a different self so I try to make myself into someone different လိုက်နှစ်လိုက်ခွတ်သွားတယ်ဘာလဲဆိုရင် I fail and despise myself for failing I succeed and I abandon my true self either way I despair of my true self to escape despair I must accept my true self အောက်ကကျတော့နောက်ဆုံးဘာဖြစ်သွားလဲဆိုရင် to be that self which one truly is indeed the opposite of despair ဒီမှာဆိုလို့ရှိရင်လေလူလေးမီးအောင်နဲ့ထိုင်နေလူလေးအခန်းထဲမှာထိုင်နေပါတော့ညဘက်ဆိုတော့မီးလေးဟိုထုံးထားတယ်သူ့ရဲ့အရေးကပေါ့နေပေါ့အဲ့အရေးဆိုတာဒါသူ့ရဲ့ပင်ငကိုမူလစိတ်ညာလာပေါ့လေ Okay အဲ့တော့ကောင်းစင်ဆက်ဖတ်ကြပါတော့ be that self which one truly is ကို which one truly one ဆိုတာဒီညမှာလူပြောရမှာနော်အဲ့တော့ကိုလို့ပဲဆိုကြပါစို့ဒီမှာပြန်လို့ရှိရင် one truly is ဆိုတော့ကိုရဲ့အမှန်ဖြစ်တည်မှုအတိုင်းပေါ့ be that self ဆိုတော့အဲ့အတိုင်းကိုဖြစ်အောင်နေပါပေါ့အဲ့တော့ကိုရဲ့အရှိတိုင်းနေပါဆိုတဲ့သဘောဖြစ်တယ်နော်ဒီအကြောင်းကိုပြောခဲ့သူကတော့ Soren Kierkegaard လို့ခေါ်ရပါတော့1873ကနေ1855ခုနှစ်အထိ Okay in context အဲ့တော့ဒီသူ့ရဲ့ context ကပါလေးတဲ့ပေါ့နော်သူကဖေးအကြောင်းပြောခဲ့ရတယ်ဆိုတော့သူ့ရဲ့ approach က existentialism ပေါ့နော် existentialism ဆိုရင်ဘာလို့ပြန်လို့ရှိရင်ဖြစ်တည်မှုကထားလို့ပြန်ရမှာမသိဘူးနော်ဒါပေမဲ့ဟိုလို philosophy ဖြစ်တည်မှုကလည်းတူလားမတူလားတော့ပြောတတ်ပါနော် before သူ့ရဲ့မတိုင်ခင်မှာဘာရှိခဲ့လဲဆိုလို့ရှိရင် Socrates 5th century BCE ခရစ်တော်မပေါ်ခင်900စုလောက်တုန်းက Socrates states the key to happiness is discovering the true self အဲ့တော့ Socrates ကပြောခဲ့ရပါတော့အောင်မြင်မှုရဲ့တော့ကြဆိုလို့ရှိရင်မိမိရဲ့အစစ်အမှန်ပုံစံကိုရှာဖွေတွေ့ကြည့်ခြင်းပါပဲ Okay after သူ့ရဲ့ပြီးနောက်မှာဆိုရင်1889မှာ Wilhelm Wundt ကuses self-analysis as an approach to psychological research အဲ့တော့ဒီစိတ်ပညာနဲ့ပတ်သက်တဲ့ research သူလေ့လာလုပ်ဖို့အတွက် self-analysis ပေါ့နော်မိမိကိုယ်ကိုဆန်းစစ်ခြင်းဆိုတဲ့ approach ကိုသုံးခဲ့တယ်1973မှာ John B. Watson denounces self-analysis in psychology အဲ့တော့John B. Watson ကျတော့ denounce ဆိုတော့ပယ်ဖြတ်တယ်ပယ်ရှားတယ်ဆိုတဲ့ပေါ့နော်အဲ့တော့ဒီ self-analysis ကိုမိမိကိုယ်ကိုယ်ရှုမြင်သုံးသပ်ခြင်းမျိုးကိုသူပယ်ခဲ့တယ်ပြောမှာပေါ့နော်stating that introspection forms no essential part of its methods အဲ့တော့ introspection ဟာဆိုလို့ရှိရင်ဒီ scientific method မရှိဘူးဆိုတဲ့အကြောင်းပြတယ်ပေါ့နော်အဲ့လိုပြောပြီးတော့ဒီ self analysis ကိုပယ်ခဲ့တယ်ပေါ့1951ခုနှစ်မှာ Carl Rogers publishes ထုတ်ဝေခဲ့တယ် Client-Centered Therapy and in 1961 on becoming a person အဲ့တော့ Carl Rogers က1951ခုနှစ်မှာ Client-Centered Therapy ဆိုတဲ့အကြောင်းထုတ်ခဲ့တယ်အဲ့တော့သူကclient-centered therapy ဆိုတော့ဒီဒါ counseling နဲ့တော့ဆိုင်ရပါတော့အဲ့တော့ counseling မှာဆိုလို့ရှိရင်counselor ရှိမယ် client ရှိမယ်အဲ့တော့ client ကို center ထားပြီးတော့ဥပမာ client ကသူဖြစ်ပေါ်နေတဲ့သူရဲ့စိတ်ဆန္ဒတွေဘာတွေရှိလဲဆိုတဲ့ဟာကိုသူ center ထားပြီးတော့နှစ်သိမ့်မှုဆွေးနွေးမှုပေးတဲ့ therapy ရှိမယ် on becoming a person ဒါကကျတော့ဘယ်လိုလဲလူတယောက်ဖြစ်လာခြင်း၌လို့ပြန်ရမှာမသိဘူးပေါ့နော်အဲ့တော့လူတယောက်ဖြစ်လာမှု
အပေါ်မှာဘာတွေလွှမ်းမိုးနေလဲဒီလိုအကြောင်းပေါ့နော်1960မှာ R.D. Laing's The Divided Self ဆိုတဲ့စာအုပ်ထဲမှာဆိုရင် redefines madness madness ကိုmadness ဆိုယူသက်ခြင်းကိုပြန်ပြီးတော့ define လုပ်ခဲ့တယ်ပေါ့ယူသက်ခြင်းဆိုတာဘာလဲဆိုတာပြန်ပြီးအဓိပ္ပာယ်ဖွင့်ခဲ့တယ် offering existential analysis of inner conflict as therapy အဲ့တော့ဒီစိတ်တွင်းမှာရှိတဲ့ပရိပက္ခတွေရှိတယ်ပေါ့နော်အဲ့ဒီပရိပက္ခတွေကိုဒီဖြစ်တည်မှုဘိုင်းဆိုင်ရာ analysis လုပ်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ဖြစ်နေတာလဲဘယ်လိုပြောအောင်တော်အခြေပြောမှရမှာထင်အဲ့တော့ဘာဖြစ်လို့ဒီပရိပက္ခတွေဖြစ်နေရလဲဆိုတဲ့ဟာကိုစမ်းစစ်ပြီးတော့အဲ့ဒီဟာကို therapy ဖြစ်နေသူတင်ပြခဲ့တယ်ပေါ့နော်အဲ့တော့1996ခုနှစ်မှာ Rollo May ဆိုတော့ဒီ existentialism မှာဆရာကြီးပဲပေါ့နော်basis his book သူရဲ့စာအုပ်ကိုအခြေခံတယ်ပေါ့နော်အဲ့တော့သူရဲ့စာအုပ်ဖြစ်တဲ့ the meaning of anxiety လို့လဲ anxiety ဆိုတော့ပူပန်ခြင်းရဲ့အဓိပ္ပာယ်ဆိုပြရမှာတဲ့အဲ့စာအုပ်ကိုပေါ့နော်Kierkegaard ဆိုအခုပြောပြမယ်အဲ့ပညာရှင်ရဲ့ the concept of anxiety ဆိုတဲ့အပေါ်မှာအခြေခံပြီးတော့ Rollo May စာအုပ်ထုတ်ခဲ့ okay နောက် existentialism အကြောင်းတစ်စိတ်တစ်စောင်းပေါ့အဲ့တော့အဲ့ဒါပြီးလို့ရှိရင်အခုဖေးသွားချမယ်ဆိုတော့ဆက်စပ်ဖတ်ကြပါတော့ okay so the fundamental question fundamental ဆိုတာအခြေခံကြတာ who am I ကိုဘယ်သူလဲဆိုတာ has been studied since the time of the ancient Greeks အဲ့တော့ငါဘယ်သူလဲဆိုတဲ့မေးခွန်းကိုဟိုးရှေးခေတ် Greek ဒီလက်ထက်ကလေးကလေ့လာခဲ့တာဖြစ်ပါတယ်တဲ့မင်းလုံးဝသိလို့မရတော့တာသိဆုံးSo Socrates from 470 to 399 BCE Socrates ကပေါ့နော် believed သူယုံကြည်ခဲ့တာပါလဲဆိုရင် The main purpose of philosophy is to increase happiness through analyzing and understanding oneself ကျွန်တော်ခဏရပါတော့အဲ့တော့ philosophy ဒီတသနိကဗေဒပညာရဲ့ရည်ရွယ်ချက်ဟာဆိုလို့ရှိရင်မိမိကိုယ်ကိုနားလေမိမိကိုယ်ကို analyze တိုင်းစပြန်အဲ့တော့ analyze ဆိုတော့ခွဲခြမ်းလေ့လာရှုမှတ် okay ခွဲခြမ်းလေ့လာရှုမှတ်ပြီးတော့နားလေခြင်းကနေတစ်ဆင့်ပျော်ရွှင်မှုကိုပေးဆောင်မှုဖြစ်ပါတယ်ပေးဆောင်ဆိုတာနှစ်တင်ပေါ့နော်သူပြောရရ famously saying သူပြောခဲ့တာ the unexamined life is not worth living ပေါ့နော်အဲ့တော့ဒီလိုဘယ်လို unexamined life ဆိုပြန်လဲသုံးသပ်မှုမရှိတဲ့ဘဝကနေဖို့မကောင်းဘူးဆိုပြီးပြောခဲ့တယ်ဆိုရင် Kierkegaard's book သူရဲ့အခုပြောမဲ့ပညာရှင်ဆိုရင် Kierkegaard ရဲ့စာအုပ်ဖြစ်တဲ့ The Sickness Unto Death ဒါတေဖို့ဖန်လာတဲ့နည်းတမျိုးပဲတေဆုံးခြင်းဟိုဖန်လာစေတဲ့အကြောင်းရင်းများလို့ပြောမှာ sickness ဆိုတော့ဖျားနာမှုနာကြမှုနှာဖျားမှုနေမကောင်းဖြစ်မှုလို့ပြောမှာအဓိပ္ပာယ်ကျတော့ပေါ့နော်တေဆုံးကိုဖြစ်လာစေတဲ့ဒီနာမကျန်းမှုနေမကောင်းဖြစ်တာပေါ့နော်နေမကောင်းဖြစ်တာဆိုတော့ဒီမှာစိတ်နေမကောင်းဖြစ်တာပေါ့နော်ဒီလိုမျိုးပေါ့offers self-analysis as a means to understanding the problem of despair အဲ့တော့ဒီမှာအဲ့စာအုပ်ထဲမှာဆိုလို့ရှိရင်ဘာပါလဲဆိုတော့ self-analysis ဘာလို့ဘယ်လိုလဲပူဆွေးတော့က despair ဆိုတာပူဆွေးတော့ကဆိုတဲ့ပြဿနာကိုနားလည်နိုင်မှုအတွက် self-analysis ဆိုတဲ့အရာကိုရှင်းပြထားရပါတော့အဲ့တော့ပူဆွေးတော့ကဆိုနားလည်ခြင်းလို့ရှိရင် self-analysis လုပ်ရမယ် which he considered to stem not from depression but rather from the alienation of the self အဲ့တော့ despair ဆိုတာက depression ဖြစ်လို့စိတ်တက်ကြလို့ပူဆွေးတော့ကရောက်ရတာမဟုတ်ဘဲနဲ့ကိုဒီ self ဆိုတော့ဘယ်လိုပြောမလဲအတ္တလို့ပြောမှာအဲ့ဒီဟာလေးနဲ့ဝေးကွာပြီးတော့ဝေးကွာသွားလို့ဖြစ်ရတယ်ဒီလိုပြောတာပေါ့နော်အဲ့တော့သူ့ရဲ့ဟာလေးကဘာလေးလဲဆိုကြည့်ကြအောင်သူ့ရဲ့ theory နဲ့ဒီလိုပေါ့နော် first ပထမဆုံးမှာဖြစ်လဲဆိုရင်
I wish to be other than I am to have a different self အဲ့တော့ကိုမဟုတ်တဲ့တခြားတစ်ယောက်ဖြစ်ချင်တယ် other than I am ဆိုတော့ကိုမဟုတ်တဲ့တယောက်တခြားတစ်ယောက်ဖြစ်ချင်တယ်အဲ့တော့ဒီ self မတူတဲ့ဟာတစ်ခုရှိချင်တယ်ပေါ့နော်ဥမာကိုကခုလောဆယ်မငွေကြီးအဆင်ပြေဘူးဆိုရင်ငွေကြီးအဆင်ပြေခြင်းတယ်ဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးတစ်ခုဖြစ်ချင်တယ်ဒါမှမဟုတ်ရဲ့လူပေါင်းမဆန့်ဘူးလို့ထင်လို့ရှိရင်လူပေါင်းဆန့်တာမျိုးဖြစ်ချင်တယ်ဒီလိုမျိုးပေါ့နော် so I try to make myself into someone different အဲ့လိုမျိုးဖြစ်လို့ရှိရင်တခြားတစ်ယောက်ဖြစ်အောင်ပုံပြောင်းလိုက်တယ်အဲ့တော့အလုပ်တွေနေကလုပ်မယ်ဆိုတာမျိုးပြီးလို့ရှိရင်လူပေါင်းဝင်ဆက်မယ်ဆိုရင် gathering နဲ့အမျိုးသွားမယ်အဲ့လိုလူဝင်ဆက်အောင် socialize တွေအများကြီးလုပ်မယ်ဒီလိုမျိုးပေါ့နော်အဲ့လိုဖြစ်လို့ရှိရင်နီးရနှလေးရှိပါတော့ပထမတစ်နည်းကကျတော့ I fail and despise myself for failing အဲ့တော့ကြာရှုံးတယ်မအောင်မြင်ဘူးပေါ့နော်အောင်မြင်တဲ့အတွက်ကြောင့်မလို့ကိုယ့်ကိုဘယ်လိုလဲမုန်းလာတယ်ပေါ့နော် okay နောက်တစ်ခါကျတော့အောင်မြင်သွားတယ်အောင်မြင်သွားလို့ရှိရင် I succeed and abandon my true self ကိုယ့်ရဲ့တကယ်အစစ်မှန်ပုံစံကိုစွန့်ခွာလိုက်တယ်အဲ့ဒါကအောင်မြင်လူဖြစ်သွားပြီပေါ့လူပြောရတယ်တမျိုးပဲSo either way, I despair of my true self. အဲ့တော့ဘယ်လိုပဲဖြစ်နေပါစေကိုယ့်ရဲ့ဖြစ်တည်မှုအစစ်အမှန်ကိုမုန်းတီးရဖြစ်ချင်ဘူးပေါ့လေအဲ့တော့ to escape despair အဲ့ဒီနေရာလွတ်မြောက်ဖို့ဆိုလို့ရှိရင် I must accept my true self အဲ့တော့စိတ်မချမ်းသာမဖြစ်ချင်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့တကယ်ဖြစ်တည်မှုပုံစံအစစ်အမှန်ကိုလက်ခံနိုင်ပါမယ်ရမယ်ပေါ့အဲ့ရနေနောက်ဆုံးဖြစ်သွားမှာဆိုရင် to be that self which one truly is indeed the opposite of despair အဲ့တော့ကိုတကယ်အစစ်မှန်ပုံစံနဲ့နေထိုင်ခြင်းကဖြစ်တည်ခြင်းကဒီလိုပူဆွေးတော့ကရောက်ခြင်းရဲ့ဆက်ညင်ဘက်ပဲဖြစ်တယ်ဒါသူ့ရဲ့ theory ပေါ့နော်အဲ့လိုပြောထားတယ်အဲ့တော့ဘယ်လိုပြောမျိုးကိုလက်ခံနိုင်ခြင်းလို့ပြောအောင်ပေါ့နော်ခုရဲ့စကားနဲ့ဆိုလို့ရှိရင်လေ Okay. Kierkegaard described several levels of despair. သူကဒီပူဆွေးတော့ကဆိုတဲ့ဟာကို level အဆင့်ဆင့်နဲ့သူပြောပြရတယ်ပေါ့နော် The lowest လုံးဝအနိမ့်ဆုံး and the most common အဖြစ်အများဆုံးကဘာဖြစ်လဲဆိုရင် stems from ignorance ဆိုတော့မောဟဖုံးခြင်းလို့ပြောမှာလို့မသိကြိုးကြိုးပြုမှုခြင်းရတယ်စရတယ်ပေါ့နော်A person has the wrong idea about what self is အဲ့တော့လူတစ်ယောက်ကကိုအကြောင်းမသိဘူးဒါမှမဟုတ်ကိုအကြောင်းဘယ်လိုပြောမလဲ wrong idea ဆိုတော့ကိုအထင်မှားအမြင်မှားဖြစ်နေတယ် and is unaware ဆိုတော့မသိဘူးပေါ့နော် of the existence or nature of his potential self ဆိုလဲကိုဖြစ်လာနိုင်တဲ့အလားအလာကိုမသိဘူးဒါမှမဟုတ်ဖြစ်နိုင်ချေကိုမခံမှန်းနိုင်ဘူးဆိုလို့ရှိရင်စောစောပြောတဲ့ကိုဒါထင်မှမြင်မှဖြစ်နေတယ်ဆိုလို့ရှိရင်ဒါပူဆွေးတော့ကဖြစ်မယ်ဒါပေမဲ့လည်းဒါအနည်းဆုံး level ပဲဖြစ်တယ်such ignorance is close to bliss အဲ့လို ignorance အဲ့လိုမသိကြိုးမောဟဖုံးရဆိုရှင် close to bliss ဆိုတာဒီနေရာမှာဘလို့လဲဝမ်းသာခြင်းလို့ပဲပြောရမလားမသိဘူးချမ်းသာဒုက္ခလို့ပဲပြောရမှာတယ်ပေါ့နော် bliss အဲ့ဟာကိုချမ်းသာဒုက္ခလို့တော့ဆိုနိုင်တယ် and so inconsequentialအဲ့ရလေ wait inconsequential ဆိုတာဘာကိုပြောရလဲဆိုတော့ inconsequential okay အရင်ကြည့်ပါနော်တော်တော်အရင်မကြည့်တော့အရင်မပါဘူးအဲ့လိုပြောရမှာအရင်မပါဘူးပေါ့နော်အဲ့တော့အရင်မပါတဲ့အခါကျတော့ Kierkegaard was not even sure it could be counted as despair အဲ့တော့ကိုယ့်ကိုအဲ့လိုအမြင်မှားထင်မှားရရှိတာဒါမှမဟုတ်ကိုယ့်ကိုသိပြီးတော့မသိနေတာမျိုးကလူတိုင်းမှာဖြစ်တတ်ကြတယ်
ပြီးလို့ရှိရင်အဲ့ဟာကအဲ့လောက်လဲတိတာပြောပါလောက်တာမဟုတ်ဘူးတိပြီပြောပါလောက်တာမဟုတ်တဲ့အတွက်ကြောင့်မလို့ပူဆွေးတော့ကလို့လဲပြောလို့မရနိုင်okay အဲ့တော့အဲ့ကနေနောက်တစ်ဆင့်တက်မယ် real desperation arises he suggested ငါသူပြောခဲ့တာပါနော် real desperation arises ဆိုတကယ်အဲ့လိုအဓိကဖြစ်လာတာကတော့ဒီမှာ desperation ဆိုတာကတော့ desperate ကနေစတာပေါ့နော် desperate ဆိုတော့လိုချင်တယ်ဘယ်လိုပြောရမလဲလိုချင်တယ်အဲ့လိုပေါ့နော်ဒီနေ့မှာလိုချင်တယ်ဆိုတာထက်တကယ်ဒုက္ခရောက်တယ်အဲ့လိုပုံစံပြောချင်တာပေါ့နော်with growing self awareness အဲ့တော့ကိုယ့်ကိုပိုပြီး aware ဖြစ်လာတဲ့အခါမှာပိုပြီးတော့ဒုက္ခရောက်လာတယ်ဒုက္ခရောက်လာဆိုတာသိရမလားစောစောလို့အဲ့လို desperate sorry ဗါလဲ despair level မြင့်လာတာပေါ့နော် and the deeper levels of despair အဲ့ပိုပြီးတော့ဆိုးတဲ့ဒီပူဆွေးတော့ကstem from an acute consciousness of the self အဲ့တော့ကိုယ်တိုင်ရဲ့ consciousness ကိုယ်တိုင်အကြောင်းသိလာတယ်နည်းနည်းလေးသိလာစတယ်ပေါ့နော် couples အဲ့တော့သိလာတဲ့အပြင်ကိုပေါင်းထားတာဘာနဲ့ပေါင်းလဲဆိုရှင် a profound dislike of it အဲ့တော့ကိုယ့်ကြောင့်ကိုနည်းနည်းသိလာတယ်ပြီးရင်အဲ့ကြောင့်မကြိုက်တာကနေစတယ်ပေါ့နော်အဲ့ရနေဒုက္ခစပြီ and when something goes wrong အဲ့တခုမှားပြီဆိုတာနဲ့ such as failing an exam to qualify as a doctor အဲ့တော့ဆရာဝန်ဖြစ်ဖို့ဒီလိုဘယ်လိုလဲဆောင်းဝဲကြတာပေါ့နော်ဆရာဝန်ဘယ်လိုပြောမလဲစေးကြောင်းဆောင်းဝဲကြတာ okay a person may seem to be despairing over something that has been lost အဲ့တော့ဆောင်းဝဲဖြေဖို့sorry ဆရာဝန်ဖြစ်ဖို့အတွက်ဆောင်းဝဲဖြေရပြင်မဲ့ဆောင်းဝဲကြတာမျိုးဘာမှမလို့ရှိရင် तू ပျောက်သွားတဲ့ဇုံတစ်ခုအတွက်ကိုပူဆွဲတော့ကရောက်နေတာမျိုးno အဲ့လိုမဟုတ်အဲ့တော့ such as ဒါဥပမာသက်သက် so ဆရာဝန်ဖြစ်ဖို့ဆောင်းဝဲဖြေရကကြတာမျိုးဆိုလို့ရှိရင်အဲ့လိုမျိုးတစ်ခုမှားသွားရဆိုလို့ရှိရင် a person may seem to be despairing over something that has been lost အဲ့တော့ကိုယ့်လက်ထဲကပျောက်သွားတဲ့အရာတစ်ခုအတွက်လူတစ်ယောက်ကdespair ဖြစ်မယ်အဲ့ပူဆွေးတော့ကရောက်မယ် but on closer inspection အဲ့တော့ပိုပြီးအနိကကြည့်တဲ့အခါမှာတော့ခေကခကပြောပုံရဆိုလို့ရှိရင်ပေါ့နော် it becomes obvious သိတာလားthat the man is not really despairing of the thing အဲ့လိုကဘယ်လိုလဲ the thing ပေါ့နော်သူပျောက်ဆုံးသွားတဲ့အရာပေါ့ဥမာဆောင်းဝဲကြရဆိုရင်အဲ့ဆောင်းဝဲပေါ့နော်ဆောင်းဝဲကိုအဲ့တော့ပူဆွေးနေရမဟုတ်ပဲね but of himself သူဘယ်လိုလဲသူ့ကိုယ်သူအတွက်ကိုပူဆွေးနေရလို့ပြောရပေါ့နော်အဲ့တော့သူ့ကိုသူအားမရဒီလိုမျိုးပေါ့နော် so the self that failed to achieve a goal အဲ့တော့ဘယ်လိုလဲပန်းနိုင်တစ်ခုကိုရအောင်မစွမ်းဆောင်နိုင်တဲ့ဒီလူဟာဆိုလူဒီ self ပေါ့နော်အဲ့လူဟာဆိုလို့ရှိရင် has become intolerable သိခံလို့မရတော့ the man wanted to become a different self a doctor ဒီမှာဆိုရင်အဲ့လူကကိုယ်နဲ့မတူတဲ့ self တစ်ခုဖြစ်ချင်တယ်အဲ့ self ကဆိုတော့စိတ်ကြောင်းကြတဲ့ဥမာဆိုရင်ဆရာဝန်ပေါ့ but he's now stuck with a failed self and in despair အဲ့တော့သူကဖြစ်ချင်ပေမဲ့လေမဖြစ်လာရဘူးပေါ့နော်မဖြစ်လာဘဲနဲ့ကြာရှုံးတဲ့လူကြီးနဲ့အဲ့လို stuck ဖြစ်နေရတယ်ပြီးတော့ပူဆွေးတော့ကရောက်နေမယ်ဒီလိုမျိုးပေါ့နော်အဲ့တော့ဒါလေးက introductory part အဲ့တော့ဘာလေးကိုသွားကြည့်ကြမယ်ဆိုလို့ရှိရင်ဒီပုံလေးကြောင့်တစ်ချက်ကြည့်ကြမယ်ပေါ့နော်ပုံလေးက Napoleon's overreaching ambition for power အဲ့တော့ဒီမှာထိုင်နေတဲ့သူလေးက Napoleon ဖြစ်ပါတယ်တဲ့အဲ့တော့ Napoleon ရဲ့ overreaching ambition for power သူ့ရဲ့ဒီဩဇာအာဏာကိုရယူခြင်းနဲ့အဲ့ညီမချက်ပြင်းပြမှုပေါ့လေ overreaching ဆိုတော့တော်တော်ကြီးကိုလွန်ကဲတဲ့အဲ့ညီမချက်ပေါ့နော်
as depicted in this painting of him as a student ဒီပုံထဲမှာဆိုလို့ရှိရင်သူ့ကိုဒီကျောင်းသားအဖြစ်နဲ့ပုံထားတဲ့ဒီပုံထဲမှာဆိုလို့ရှိရင် let him to lose sight of his true self အဲ့တော့သူ့ရဲ့ ambition အရင်ကြီးတဲ့ခါကျတော့ကိုယ့်ကိုဘယ်လိုလဲဆိုတာမေ့သွားတယ်all too human limitations ပြီးတော့သူ့ရဲ့ဒီ limitation ရှိရပါတော့ဘယ်လိုလဲလူသားဆန် limitation မှာလူသားဆိုလို့ရှိရင်ဒါလုံနိုင်တဲ့အတိုင်းရတယ်သူ့အထိုက်လျောက်ရှိမှာပဲပေါ့နော်အဲ့ဒါကိုမေ့သွားပြီးတော့ and ultimately to despair နောက်ဆုံးတော့ despair ဆိုပူဆွေးတော့ကရောက်ပြီးတော့ပြီးဆုံးသွားရတယ်ပေါ့လေ okay so this is Napoleon then နောက်ခေါင်းစဉ်တစ်ခုတော့မယ် abandoning the real self အဲ့တော့ကိုတကယ်အစစ်မှန်ကိုစွန့်ခွာခြင်းပေါ့အဲ့တော့ Kierkegaard took the example of a man who wanted to become an emperor အဲ့တော့ဆော့ပြောလို့မျိုးပေါ့နော် emperor ဖြစ်ချင်တဲ့သူဆို Napoleon ပေါ့အဲ့ဒီမျိုး example ပြရဲပေါ့နော် and pointed out သူပြခဲ့တာက that ironically ဆိုတာလို့ရironically ဆိုတာလေနည်းနည်းလှောင်ချင်တဲ့ပုံစံမျိုးမှာသုံးနေအဲ့လိုမျိုးတော့ sense ဖြစ်မိရပေါ့နော်နည်းနည်းတေချာလေးရှာကြမယ် ironically so ironic manner so ironic ဆိုတာ happening irony ရပါတော့ oh okay irony ရလာတယ် so irony ဆိုတာက okay so a state of affairs or an event that seems deliberately contrary to what one expects and is often wryly amusing as a result အဲ့တော့ကိုဖြစ်ချင်တာနဲ့လွဲသွားပြီးတော့ deliberately ဆိုတော့ကိုဖြစ်ချင်တာရဲ့တဲ့ကြီးကိုလွဲတာဘယ်လိုပြောရတဲ့ကြီးလွဲရဆိုတော့တော်တော်ကြီးကိုလွဲသွားတာပေါ့နော်တဲ့ကြီးကိုလွဲပြီးတော့အဲ့လိုနောက်ဆုံးရလက်ကလည်းအဲ့လိုဘယ်လိုလဲဖြီးနေရတယ်ခဏလေးအဲ့ဒါကိုပြောရလို့ဘယ်လိုပြောရမလဲ ironically ငါတို့ပြောရမလားမသိဘူးထူးဆန်းဆိုတာနဲ့လည်းပြောရမလားအထိုက်ပါတော့ so even if this man did somehow achieve his aim အဲ့တော့ဒီလူကသူ့ရဲ့ပန်းတိုင်ကိုရောက်သွားခဲ့ရင်တောင်မှ he would have effectively abandoned his old self အဲ့တော့သူ့ရဲ့ငကိုတုံးကဖြစ်တည်ခဲ့တဲ့ဟာကိုသူစွန့်လွတ်လိုက်မှာပဲပေါ့နော်စွန့်လွတ်လိုက်နိုင်မှာပဲပေါ့ in both his desire and accomplishment သူ့ရဲ့ဖြစ်ချင်တဲ့ဆန္ဒမှာရောသူ့ရဲ့အောင်မြင်သွားတဲ့ဆန္ဒမှာရော he wants to be rid of his self အဲ့တော့သူ့ရဲ့ငကို self မရှိတာမျိုးကိုသူလုပ်ချင်တာ so this disavowal ဟုတ်ပြန်ပြီ what is disavowal okay so disavowal ဆိုတာကdisavow ဆိုတာ deny any responsibility or support for it အဲ့တော့ကိုညင်းပယ်တယ်ညင်းပယ်တယ်ပဲပြောမှာပေါ့နော်ကိုဒီညင်းပယ်တဲ့ဟာဆိုရှင် it's painful နာကျင်ရတယ်ပေါ့နော်ဆိုတော့ despair is overwhelming when a man wants to shun himself ဘာဖြစ်လို့လဲပေါ့နော်စဉ်းစားကြည့်တဲ့အခါမှာသူကကိုတောင်လက်မခံနိုင်ဘူးကိုတောင်နဲ့ကိုနဲ့အတူတွဲပြီးမနေချင်ဘူးဆိုလို့ရှိရင်ဒါအရန် overwhelming ဆိုတော့ okay overwhelming မြန်မာလို့overwhelming ဆိုတော့ဘယ်လိုလဲအရန်မခံမရနိုင်အောင်လူတယောက်ကရေထဲမြုပ်နေတာအဲ့ဒီမှာနှစ်မုံသွားတယ် okay နှစ်မုံသွားတယ်ပြောမှထင်တယ်အရန်များတယ်ပေါ့နော်အဲ့ဒီပူဆွေးတော့ကလေဆိုတော့အဲ့ဒါကြောင့် painful ဖြစ်တယ်အဲ့တော့
when he does not possess himself he is not himself သူကကို possess himself ကိုလည်းမပိုင်တော့တဲ့အချိန်မှာကိုလည်းဟုတ်နေတော့အဲ့တော့အရင် despair ဖြစ်ရတယ်အရင် painful ဖြစ်ရတယ် okay so however ဒါပေမဲ့ Kierkegaard did offer a solution သူက solution တစ်ခုတော့ပေးခဲ့ရပါတော့ he concluded that a man can find peace and inner harmony လူကြောက်ပါဘောနော် peace ဆိုတော့ငြိမ်းချမ်းမှုလည်းရှာဖွေနိုင်တယ်ပြီးတော့အတွင်းစိတ်မှာငြိမ်းချမ်းတာခြင်းလည်းရှာဖွေနိုင်တယ်ပေါ့နော်ဘယ်လိုရှာဖွေရမလဲဆိုရင်တော့ by finding the courage to be his true self အဲ့တော့ကိုအဖြစ်မမရက်တည်နိုင်ဖို့တတိမွေးမယ် rather than wanting to be someone else အဲ့တော့တစုံတစ်ယောက်ဖြစ်ဖို့မကြိုးစားတော့ဘဲနဲ့မဖြစ်ချင်တော့ဘဲနဲ့ကိုပဲကိုအဖြစ်ရက်တည်ဖို့ကြိုးစားမယ်ဒါမျိုးဆိုလို့ရှိရင်တွင်းစိတ်မှာလည်းညီညွတ်မျှတမှုအေဂျင့်မှုပေါ့လေဒီနေရာမှာ harmony ဆိုတော့ညီညွတ်မျှတမှုအေဂျင့်မှုကိုရှာဖွေနိုင်မယ်ညီညွတ်မှုလည်းရှာတွေ့နိုင်မယ်ပြောရပါတော့ to will to be that self which one truly is ဒီည will ဆိုတာကဆန္ဒရှိတာပြောပါတော့အဲ့တော့ကိုတကယ်အစစ်အမှန်ဖြစ်ဖို့ဆန္ဒရှိတာက is indeed the opposite of despair အဲ့တော့ဒီပူဆွေးတော့ကရောက်ခြင်းရဲ့ဆက်နေပဲဖြစ်ပါတယ်လို့သူပြောခဲ့တယ်တဲ့ he believed that သူယုံကြည်ခဲ့တာ despair evaporates when we stop denying who we really are and attempt to uncover and accept our true nature အဲ့တော့ကိုတကယ်ရှာကိုရဲ့တကယ်သဘောတဘာဝကိုရဲ့အကြောင်းတကယ်ရှာဖွေမယ်ကိုရဲ့တကယ်အကြောင်းရှာဖွေမယ် okay ရှာဖို့ကြိုးစားမယ်ပြီးတော့ကိုမငင်းဆန်မနဲ့လက်ခံလိုက်မယ်ဆိုလို့ရှိရင် despair ဆိုတာမရှိတော့ငွေ့ပြန်သွားပြီပေါ့နော်ဒီလိုပြောတယ် so Kierkegaard's emphasis on individual responsibility အဲ့တော့ Kierkegaard ကလူတိုင်းမှာရှိတဲ့တောင်းပေါ့နော် responsibility ကိုရဲ့ဟိုလက်ခံမယ်တောင်းပေါ့ and the need to find one's true essence ကိုရဲ့တကယ်အနှစ်သာရကိုရှာဖွေရမယ်တောင်း and purpose in life essence and purpose in life ကိုယ့်ရဲ့တကယ်အနှစ်သာရရဲ့ဘဝရဲ့ပန်းနိုင်ဆိုတာဒီမှာဒီဥတီချက်ပေါ့နော်ဥတီချက်ကိုရှာဖွေရမယ့်ဟာက is often frequently regarded as the beginning of existentialist philosophy okay ဒီဟာကပေါ့နော်ဖြစ်တည်မှုဝါဒရဲ့အစပဲလို့ပြောရဲပေါ့နော်his ideas led directly to R.D. Laing's use of existential therapy or R.D. Laing ရဲ့ existential therapy ကဒီကနေတိုက်ရိုက်ဆင်းလာတာပေါ့နော် and have influenced the humanistic therapies practiced by clinical psychologists such as Carl Rogers အဲ့တော့ဒီကနေပဲ Carl Rogers တို့လိုမျိုးclinical psychology ကုထုံးပညာရှင်ပေါ့နော်ကုထုံးပညာရှင်တွေကဒီ humanistic therapy ဆိုတော့လူသားဦးတည်တဲ့ဝါဒပေါ့နော်အဲ့ဝါဒကိုတို့တုံးဒီကုထုံးစိတ်ပညာရှင်တွေတုံးခဲ့တဲ့လူသားဦးတည်ဝါဒလူသားဦးတည်ကုထုံးကိုအများကြီးလွှမ်းမိုးစေခဲ့ပါတယ်လွှမ်းမိုးခဲ့တယ်ပေါ့နော် okay အဲ့တော့ဒါကတော့ existentialism အဲ့တော့အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်လူတွေကကိုမသိတဲ့အခါဒါမှမဟုတ်လို့ရှိရင်ကိုဆုံးဖြတ်ချင်တဲ့အခါကိုမဟုတ်ဘူးတခြားလူဖြစ်ချင်တဲ့အခါမှာစိတ်ဒုက္ခရောက်ရတယ်အဲဒါကြောင့်မလို့ကြိုးစားတယ်အောင်မြင်တယ်ဒါပေမဲ့စိတ်ဒုက္ခရောက်မယ်မကြိုးစားဘူးsorry ကြိုးစားတယ်ဒါပေမဲ့မအောင်မြင်ဘူးအဲ့တော့ကြာရှုံးမှုတွေကိုစိတ်ကုန်မယ်ဒါပေမဲ့အဲ့လိုဖြစ်ချင်ဘူးဆိုလို့ရှိရင်ကိုသာလက်ခံလိုက်ရင်အကောင်းဆုံးပဲဒါတူတူပြောတာပေါ့နော် okay အဲ့တော့ဘယ်လိုထင်ကြလဲပေါ့နော်ပြောပြတော့ကြပါဦး